အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့တငယ်ချင်းတွေနဲ့ MBK မှာချိန်ထားတာလေးကိုတွားမှာဖြစ်ပါတယ်အခုကတော့ BTS ကိုလမ်းလျှောက်ပြီးတော့တွားနေတာဖြစ်ပါတယ်သူကဆရာ BTS နဲ့တွားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာကိုလက်မှတ်ဖြတ်ပါပြီလက်မှတ်လည်းဖြတ်ပြီးပြီးဆိုတော့ဆရာကိုတွားဖို့အတွက်ယထာကိုစောင့်ပါမယ်ယထာလည်းလှပြီဆိုတာနဲ့ဆရာကိုတွားပါပြီအခုကတော့MBK ပေါ့နော်ဆရာမို့လည်းရောက်လာပြီဖြစ်တဲ့အတွက်ကြောင့် MBK ကိုလမ်းလျှောက်ပြီးတော့တလို့ချိတ်ဆက်ထားတဲ့တရားနဲ့ပေါ့နော်သွားမှာဖြစ်ပါတယ် MBK ကိုရောက်လာပြီဆိုတော့တငယ်ချင်းတွေနဲ့ပေါ့နော်ခုနှစ်ထပ်မှာချိန်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနှစ်ထပ်ကိုသွားမှာဖြစ်ပါတယ်တငယ်ချင်းတွေလည်းစုံကြပြီဆိုတော့အခုကပေါ့နော်ဘာစားမလဲဆိုတာကိုလမ်းလျှောက်ပြီးတော့ကြည်နေပါတယ်အဲ့ဒါမှဘာစားရမလဲဆိုတာကိုပေါ့နော်ရွေးလို့မရတာနဲ့ဟိုဘက်လျှောက်လိုက်ဒီဘက်လျှောက်လိုက်နဲ့မိနစ်30လောက်ကြာသွားပါတယ်နောက်ဆုံးတော့ပေါ့နော်စုံဖြတ်ချက်ချရမယ်ဆိုပြီးတော့ဂျီဦးစားကြမယ်ဆိုပြီးတော့ 1KKO မှာသွားပြီးတော့အစုံတက်တယ်ပေါ့နော် 1KKO မှာပဲဂျီဦးစားဖြစ်သွားပါတယ်ပရီယာနာကတော့ဒီမှာဂျီအိုးအရေးပေါ့နော်ဝတ်တာနဲ့စားဖြစ်ပါတယ်တငယ်ချင်းတွေမတွေ့တာကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုပြောတိပြောအလာပါတလာပါတွေကိုပြောပြီးတော့အားလုံးကလည်းအာယုံစူးစိုက်စွာနားထောင်နေပါတယ်အစားအသောက်လည်းရောက်လာပြီဆိုတော့ food blogger လိုမျိုးပေါ့နော်စားပြမှာဖြစ်ပါတယ်အရင်ဆုံးဝတ်တာကိုစားပါမယ်စားလိုက်တဲ့ဝတ်တာအရတာပေါ့နော်အရန်ကိုနူးပါတယ်ပေါ့တာလေးစားပြီးပြီဆိုရင်တော့ကြာဆန်ကိုဆက်ပြီးတော့စားပါမယ်ကြာဆန်ကလည်းနုနုလေးနဲ့ဟင်းရည်အရသာလေးနဲ့အရန်ကောင်းပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာတွေ့ပါမယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်